မင်းငိုပါချိုမြတ်တယ်မျက်လုံးဟာငိုမှလှတယ်ဒါကြောင့်မင်းငိုပါချိုမြတ်တယ်တို့ဆွဲမထုတ်ပဲထွက်ကြလာတဲ့မီးညှိပြီးသားရင်ထုမနာတွေအစီကံထိပြာခသွားတဲ့လူမှုဗေဒတွေခုထိမီးမသိသေးလို့ထိုးချေနေရတာတွေမင်းရှည်တွက်မယ်ဆိုမကုံဆုံးနိုင်တော့ဘူးမျက်လုံးဟာငိုမှလှတယ်ဒါကြောင့်မင်းငိုပါချိုမြတ်တယ်ရေဩလာဖြည့်ဖို့လဲကွက်ကိုမီးရှို့ရမယ့်အစားဒီလေသမားကသူ့ကိုယ်သူမီးရှို့သွားတဲ့အဖန်905ကဘာထိတုံလှုပ်မိတယ်လော့စပီကာတွေကနေတိုင်းနိဗ္ဗာန်ကိုကောက်နေလေရဲ့မျက်လုံးဟာငိုမှလှတယ်ဒါကြောင့်မင်းငိုပါချိုမြတ်တယ်ဂရိကဝတ်တွေလွတ်တော်တဲ့အိမ်မောကြနေတယ်ထီဆိုင်တွေကကန်တရားကိုဈေးတင်ရောင်းနေတယ် KTV မှာအချစ်တွေဟောဟောတီတီထွက်ကြနေတယ်။ဦးအကျော်တက်တာတက်တာလား။သမီးကတောကတက်လာတာ။မာဆက်မယ်လေးလဲစကားတက်နေပြီကွ။လိုင်းကားတွေဘေးကနေကွန်ကရစ်တုံးတွေကိုဘိန်းတက်ပြီးစင်ပြေမလား။မျက်လုံးဟာငိုမှလှတယ်။ဒါကြောင့်မင်းငိုပါချိုမြတ်တယ်။တခါနမ်းမွေအချိန်ချင်းလွမ်းရတတ်သလား။မေလနောက်ဆုံးရက်တွေထဲပွင့်ခဲ့တဲ့ပန်းဟာမှတ်တမ်းအဖြစ်နဲ့ပြတိုက်ထဲရောက်သွားပြီဆန္ဒဖော်ထုတ်ခွင့်မရသေးရင်မျိုးသိပ်ထားနိုင်ပေမဲ့ဖြတ်စည်းခံရတာကိုတော့ဘယ်သူတီးခံနိုင်မလဲမျက်လုံးဟာငိုမှလှတယ်ဒါကြောင့်မင်းငိုပါချိုမြတ်တယ်ကားတွေဘဝတွေတိုးမပေါက်ပေမဲ့လမ်းတွေကမဖြောက်နိုင်သေးဘူးအပြင်ထွက်တော့လဲရှင်လျက်နဲ့ပြန်လာခြင်းမှလာရတာအထဲမှာရှိနေတော့လေကဲပါအမိရဲ့မျက်လုံးဟာငိုမှလှတယ်ဒါကြောင့်မင်းငိုပါချိုမြတ်တယ်နေစောနိုင်